တာနော်ကဲခဏတော့အခုနှစ်ပေါင်း340ဟုတ်လားတမတော်ထဲမှာတာဝန်တွေထမ်းဆောင်ကြတယ်နော်နှစ်ပေါင်းများစွာခဏတို့တိုင်းပြည်ကိုအုပ်ချုပ်လာကြတယ်တိုင်းပြည်ရဲ့ပြဿနာဘာလဲတိုင်းပြည်ရဲ့ပဏိပကဘာလဲခဏတို့မသိဘူးလားခဏတို့မသိဘူးလားမသိရလည်းဖြစ်နိုင်တယ်ဘာကြောင့်မသိလဲခဏတို့မှာအာဂရိတရား၄ပါးခဏတို့ရဲ့နှလုံးသားထဲမှာဆွဲကပ်နေတယ်ခဏတို့ကိုယ်တိုင်ပဲခဏတို့ပဲလုံနိုင်တယ်ခဏတို့ပဲလုံတတ်တယ်ခဏတို့လုံမှပဲအဆင်ပြေမယ်ငါတို့စစ်သားတွေငါတို့စစ်ဗိုလ်တွေကအကုန်သိတယ်အုပ်ချုပ်ရေးစွမ်းရေးစီရေးစွမ်းရေးနိုင်ငံရေးစွမ်းရေးစီးပွားရေးစွမ်းရေးအမြင်တွေပေါ့ဗျာစွမ်းရေးဟိုဟာဒီဟာတွေခဏတို့ပဲအကုန်လုံးတတ်တယ်နိုင်ငံမှာရှိတဲ့ဌာနဆိုင်ရာတွေအကုန်လုံးမှာလည်းဝင်ကြီးတွေမှန်သမျှညွန်ချုပ်တွေမှန်သမျှညွန်မှုတွေမှန်သမျှခဏတို့ယူနီဖောင်းချုပ်တွေကြီးပဲနော်ခဏတို့တွေနိုင်ငံရဲ့နေရာတကာကိုလှည့်လည်ပြီးတော့တာဝန်တွေထမ်းဆောင်နိုင်ခဲ့ကြတယ်ခဏတို့လောက်တိုင်းပြည်ရဲ့ပြဿနာတိုင်းပြည်ရဲ့ပဏိပကကိုမသိတဲ့သူနားမလည်တဲ့သူဘယ်သူမှမရှိဘူးခဏတို့သာအတိဆုံးခဏတို့သာအတက်ဆုံးဒါပေမဲ့အဲ့လိုသိတဲ့တက်တဲ့လူတွေဒီနေ့မြန်မာနိုင်ငံကြီးကိုဒီနေ့အထိအုပ်ချုပ်နေတာမြန်မာနိုင်ငံကြီးကကုန်းကောက်စရာမရှိုံနဲ့မဟုတ်လူမျိုးလဲပျောက်ဘာသာလဲပျောက်ဘာသာဆိုရင်အရေးကြီးဘာသာကိုဖြည့်လို့ဟမ်ငေပုံလဲပျောက်ချင်းမလားအကုန်လုံးပျောက်သွားတာအောင်ဆန်းစုကြည်ကြောင့်လား NLD ပါတီကြောင့်လားအဲ့တော့အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုခင်ဗျားတို့ဒီလိုမျိုးအမြင်မျိုးတွေအပြစ်မျိုးတွေပြောနေမယ်ဆိုလို့ရှိရင်ဗျာနောက်အောင်ဆန်းစုကြည်ကိုမလွတ်ပေးချင်ထားနောက်ကျွန်တော်မြန်မာပြည်ထဲပြန်လာပြီးတော့ကဲတတိပုဂ္ဂလာပြည်ကျွန်တော်ပြောချင်တာပြောမယ်ကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြောမယ်ရမလားဝင်လာပြန်ဝင်ပြီးလှုပ်လို့ရမှာဒါမှမဟုတ်ပြည်ရင်းထဲမှာရှိတဲ့နိုင်ငံသားတယောက်ယောက်သူတို့ဝန်တို့ပုဂ္ဂလိကအဖြစ်ပါတီထောင်ပြီးသူတို့ဝန်တို့လွတ်လွတ်လပ်လပ်လုပ်မယ်ခင်ဗျားတို့နဲ့ပြိုင်ပြီးတော့ပြောမယ်ရှင်ပြီးတော့စေမှာဗျာအမေရိကန်သမ္မတဟိုရွေးကောက်ပွဲတွေမှာစကားစစ်ထိုးသလိုလားဥက္ကဋ္ဌကနာချိုကြီးနဲ့စစ်ထိုးရဲလားစကားစစ်ထိုးမလားဒါဆိုလို့ရှိရင်ဟုတ်လားစကားစစ်ထိုးပြီးတော့ပြည်သူကိုတိုင်းပြည်ရဲ့ဒီနေ့ပြဿနာဘာတွေလဲဘာကြောင့်ဖြစ်နေတာလဲဘလို့ဖြေရှင်းကြမလဲစစ်ထိုးရဲလားစကားစစ်ထိုးရဲလားကျွန်တော်ပြောတာဟုတ်တယ်ဗလားမဟုတ်ပါဘူးဒါကြောင့်မလို့ပြည်သူလူထုကိုကျွန်တော်ကဒါကိုချပြတာနော်ဒါကိုချပြတာဟုတ်လားသူတိုင်းပြည်ကိုအုပ်ချုပ်ဖို့အစဉ်သင့်ဖြစ်နေပါပြီတဲ့ဟမ်ဒီနေ့ပဏိပကအရှုပ်ရှင်းတွေကိုဟုတ်လားဖြည့်ရှင်းဖို့အတွက်စီမံချက်တွေရှိနေတယ်ဘလို့စီမံချက်တွေလဲတော့မသိဘူးဗျဟုတ်လားဒါပေမဲ့သူတို့ရဲ့အမြင်သူတို့ရဲ့ခံယူချက်ယုံကြည်ချက်မှာကဘာလဲဒီပြဿနာတွေကသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးနော်တိုင်းသားတွေခွဲထွက်လို့သူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးတိုင်းသားတွေခွဲထွက်လို့တိုင်းပြည်ကခွဲထွက်လို့ဖြစ်တာနော်နိုင်ငံထောင်ကျင်လို့ဖြစ်တာသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူး NLD ပါတီကြောင့်ဖြစ်တာအောင်ဆန်းစုကြည်ကြောင့်ဖြစ်တာဟောသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးဘင်္ဂလီတွေကြောင့်ဖြစ်တာအမျိုးဘာသာသာသနာကျူးကျော်လာတဲ့သူတွေကြောင့်ဖြစ်နေတာသူတို့ကြောင့်ဖြစ်တာမဟုတ်ဘူးတန်ခိုင်ပါတီကြောင့်ဖြစ်တာမဟုတ်ဘူးဟမ်စစ်တပ်ကြောင့်ဖြစ်တာမဟုတ်ဘူးအဲ့တော့ဒီလိုမျိုးအမြင်မျိုးခံယူချက်မျိုးသဘောထားမျိုးရှိတဲ့လူတွေကဒီနေ့တိုင်းပြည်မှာရှိနေတဲ့ပဏိပခကြီးကိုဘယ်လိုလို့ဖြေရှင်းမလဲဗျဒါကြောင့်မလို့ဟလာဒီနေ့အခုကျွန်တော်ပြောတာပါတီများကိုစမ်းစစ်ခြင်းအမက်လောင်းများကိုအမက်လောင်းတွေကိုစမ်းစစ်တယ်ဆိုတဲ့နေရာမှာအဲ့ဒါပါဥက္ကဋ္ဌဆိုစဉ်းစားကြည့်ပေါ့ဗျာသူ့ရဲ့ဒီကိုရေးရာဆိုရင်သူ့ရဲ့ biography ကိုကျွန်တော်အရင်တော့ကြည့်ခဲ့ပါတယ်ဟုတ်လားစီးပွားရေးနဲ့ဟုတ်လားသူတက္ကသိုလ်မှာသူပွဲရတယ်သူဟုတ်လားသူဘိုးတင်န်းဝင်တယ်ဟုတ်လားတက်တယ်ရဲချုပ်ဖြစ်ဝင်ကြီးဖြစ်ဟိုဟာဒီမှာအစ်မြစ်တာဝန်နေဟုတ်လားနေရာအကုန်လုံးထမ်းဆောင်ခဲ့တယ်လုပ်ခဲ့တယ်လုပ်ဟိုနည်းဖြစ်ခဲ့တယ်နော်အဲ့လိုမျိုးတွေတော့လောက်ခဲ့ဖြစ်ခဲ့ပြီးတော့မှဒီနေ့တိုင်းပြည်မှာရှိနေတဲ့ဒီပြဿနာရဲ့အရင်းခံကိုအရင်းခံတိုင်းဟိုမမြင်နိုင်ပဲမချင်းကပ်နိုင်ပဲနဲ့အမုန်းတရားတွေနဲ့တလွဲအမြင်တွေနဲ့ဒီလိုမျိုးသဘောထားနေတဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးခေါင်းဆောင်တွေကဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပဏိပခတွေကိုဘလို့နည်းနဲ့မှမဖြစ်ရှင်းနိုင်ဘူးဒါကြောင့်မလို့ပြည်သူလူထုတွေရောကျန်းမာရေးပါတီဝင်တွေရောနော်ကိုခေါင်းဆောင်တွေပြောနေတဲ့စကားကိုနှလုံးသားနဲ့မခံစားနဲ့အုံနှောင်းနဲ့စဉ်းစားကြနော်နှလုံးသားနဲ့သွားခံစားလို့ရှိရင်ခင်ဗျားတို့တွေကိုဟိုဘက်ကလူတွေလိုက်ပြီးတော့ PDF တွေဟုတ်လားတတ်တဲ့အခါနော်နင်းဖြစ်တဲ့အခါပြေးတဲ့အခါခင်ဗျားတို့ပြန်အောင်ကြည့်တာမဟုတ်ဘူးခင်ဗျားတို့လူကြီးတွေဟုတ်လားကျန်းမာရေးပါတီမှာဆိုပါလဲရိုးချွန်တာဝန်တန်းဆောင်တဲ့ပါတီဝင်ငယ်လေးတို့ပါလဲ PDF ပါဆိုပြီးတော့လက်နဲ့ချအလင်းဝင်ကိုင်းပြီးတော့တခါတည်းသတင်းမီဒီယာတွေမှာဖော်ပြတကယ်ဟိုနည်းမဖြစ်တော့ကောင်းလေးတို့မန္တလေးနန်းတို့ထောင်ထဲမှာထည့်ပြီးတော့နှိပ်ဆက်ညှင်းပန်းဟိုကနောက်ဟိုနေထွက်ပြေးရအောင်နင်းဖြစ်ရဟမ်အဲ့ဒါတွေကိုနေဖြစ်ရှင်းပေးဖို့တောင်းကန်ပြီးတော့တန်းကန်ကြီးရဲ့လူကြီးတွေဟိုအမြင်ဒီပြောမဲမသိတယ်အောင်ဆောင်တယ်မသိတယ်အောင်ဆောင်ဟမ်ဒီလိုပါတီဒီလိုလူမျိုးတွေက
တိုင်းပြည်ကိုအုပ်ချုပ်အောင်မယ်ဟာကျွန်တော်တို့မထင်ဘူးဗျာနော်ဟိုရွေးကောက်ပွဲကြီးကလည်းအတူရောင်နေကြီးပဲရွေးကောက်ပွဲကြီးပဲဖြစ်နေတယ်ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်စကားတစ်ခုကိုနေဆက်လိုက်ကြတာပေါ့ဗျာဒီနောက်ထပ်ကျွန်တော်ပြောတဲ့ဒီ၃ခုပေါ့လားဒီတိုင်းသားတွေနော်တိုင်းသားတွေရဲ့ပြဿနာရောအောင်ဆန်းစုကြည်အောင်ဖြစ်နေရလားဟုတ်လားကျွန်တော်တို့တိုင်းပြည်မှာမြန်မာနိုင်ငံတော်ပထမမြန်မာနိုင်ငံတော်ကြီးကိုစပြီးတော့တီထောင်လာတဲ့အချိန်ကနေဒီနေ့အချိန်ထိဖြစ်နေတဲ့ပြဿနာကြီးလေဗျာဒီတိုင်းသားပြဿနာတွေဟိုနည်းပြဿနာတွေဆိုတာဟုတ်တယ်ဗလားဘယ်နဲ့ကြောင့်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ရလဲ NLD ကြောင့်ဖြစ်ရလဲကဲအဲ့တော့ပြောရလဲနည်းနည်းရှေ့သွားပြီဗျာနော်အဲ့တော့ညီုံချုပ်လိုက်မယ်ဟုတ်လား NLD ပါတီပြတ်သွားပြီဆိုတာတကယ်ပဲလားဆိုတော့မဟုတ်ပါဘူး NLD ပါတီကမပြတ်ဘူးနော်တကယ်လို့ NLD ပါတီပြတ်သွားအောင်တော့ဒီနေ့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေပဋိပက္ခတွေကပြီးသွားမလားမပြီးသွားဘူးနော်အောင်ဆန်းစုကြည်အမေစုကြည်ပဲနော်တေသွားတယ်ပဲထားဟုတ်လားဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဋိပက္ခတွေပြဿနာတွေကပြီးသွားမလားမပြီးသွားဘူးဗျနော်ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပဋိပက္ခတွေရဲ့ပြဿနာအဓိကအရင်းခံအကြောင်းရင်းဟာပြည်သူလူထုဟာနိုင်ငံရေးမှာမှန်ကန်တဲ့နီးလန်းနဲ့ပါဝင်ခွင့်မရပဲသူတို့ကိုအမြဲတမ်းအပေါ်စီးကနေပြီးတော့ဆရာလို့လူဘာဝအုပ်ချုပ်နေတဲ့ငါတို့ပဲသိငါတို့ပဲတက်ငါတို့ပဲဆရာဆိုပြီးတော့ရသမျှကိုအကုန်ခိုးပြီးတော့အိတ်ထဲထည့်ပြီးတိုင်းပြည်လုံးစင်းရဲနေလို့ဖြစ်နေရတဲ့ပြဿနာအဲ့ဒီဖြစ်နေရတဲ့ပြဿနာတရားခံခင်ဗျားတို့လူယုံမှာစစ်ဖို့ယုံတစုကြောင့်ခင်ဗျားတို့လူယုံမှာစစ်ဖို့ယုံတစုကြောင့်ဒီတက်မတော်ကြီးကလည်းဂုံတိတ်ခါကိုလုံးမရှိတော့ဘူးအဲ့တော့ပြဿနာရဲ့အရင်းခံအပြေမှန်ကိုခင်ဗျားတို့နိုင်ငံရေးပါတီတွေနိုင်ငံရေးပါတီခေါင်းဆောင်တွေအမတ်လောင်းတွေအာဂရိတရား၄ပါးကိုနဲနိုင်သမျှနဲအောင်လုပ်ခင်ဗျားတို့ပြောနေတာတိုင်းပြည်ကိုခင်ဗျားတို့တဲ့ချစ်တဲ့လူမရှိတော့ဘူးနော်တိုင်းပြည်ကိုခင်ဗျားတို့လောက်ကာကွယ်တဲ့လူလည်းမရှိတော့ဘူးလူငယ်တွေတေချင်းသုံးနဲ့တေနေတယ်မတရားစစ်မှုထမ်းတဲ့အချိန်မှာကြော်သာလင်းရဲ့သမီးကဂျပန်မှာပညာသင်နေတယ်ဟုတ်တယ်နော်မဟုတ်ကတွေပြောနေတာမဟုတ်ဘူးအချက်လက်တွေကိုပဲပြောနေတာရှင်းတယ်နော်ကြော်သာလင်းရဲ့သမီးလည်းအမှန်ဆိုစစ်မှုထမ်းရမှာသွားတိုက်ရဗမောဖြစ်ကြောက်ဖြူဖြစ်လွတ်လိုက်ဗျာဟုတ်တယ်ဗလားထမင်းချက်ပေါ်အမှဒီကြည်တယ်မတိုက်နိုင်ဟုတ်တယ်ဗလားအဲ့တော့ထားပါဇလန်းလွှဲအောင်အဲ့တော့ကျွန်တော်ဆိုလိုတာက NLD ပါတီပြတ်သွားလဲအောင်ဆန်းစုကြည်သေသွားလဲဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေဟာခဏတို့တွေဒီစောက်ချိုးနဲ့သွားနေသမျှဘတော်မှဖြေရှင်းလို့မရနော် NLD ပါတီကြီးကလည်းခင်ဗျားတို့တရားမဝင်တဲ့လူတွေရေးဆွဲပြဋ္ဌာန်းထားတဲ့ဥပဒေကြောင့်ဘတော်မှမပြတ်ဘူးနော်ကဲအားလုံးပဲဒီနေ့ကတော့ဒီလောက်ပဲ